ချစ်သူကိုလက်ထပ်ခွင့်တောင်းလိုက်တဲ့ဟဲဘီဖြိုငယ်စဉ်ကတည်းကမြမရုပ်တံဖန်သားပြင်ထက်မှာ6 လစာလေးစားကြော်ညာနဲ့လူသိများခဲ့တဲ့ကလေးတရုပ်ဆောင်လေးဟဲဘီဖြိုဟာအခုအခါမှာတော့ပရိသတ်တွေရဲ့အချစ်တော်လူငယ်နုပညာရှင်တဦးအဖြစ်ရပ်တည်လျက်ရှိနေပါတယ်။အမြဲလိုစ조사မှုတွေနဲ့အတူအနုပညာလောကမှာနေရာတစ်ခုကိုပိုင်ဆိုင်ထားနိုင်သူဖြစ်ပြီးအခုတခါမှာတော့သူ့ဘဝရဲ့အလှပဆုံးသောအခန်းကဏ္ဍတစ်ခုကိုစတင်လိုက်ပြီဖြစ်ပါတယ်။ဟဲဘီဖြိုဟာသူ့ရဲ့ချစ်ရတဲ့သူကိုအားလုံးရဲ့အားကျချီးကျူးစရာခိုက်တန့်လေးတစ်ခုနဲ့အတူလက်ထပ်ခွင့်တောင်းလိုက်ပြီဖြစ်ကြောင်းလူမှုကွန်ရက်ကတဆင့်ဝမ်းမြောက်ဝမ်းသာကြေညာလိုက်ပါတယ်။အဆိုပါသတင်းကိုကြားသိရပြီးနောက်မှာတော့ပရိသတ်တွေနဲ့အတူအနုပညာရှင်မိတ်ဆွေများကပါအရင်ကအားပေးခဲ့တဲ့ကလေးလေးကအခုတော့အိမ်အောင်ပြုတော့မှာပေါ့ဆိုကဝမ်းမြောက်ဂုဏ်ယူကြောင်းစုမုံကောင်းတောင်းပေးမှုများအများပြားရရှိနေပါတယ်။ငယ်စဉ်ကတည်းကပရိသတ်တွေရဲ့မြေတောင်မြောက်ပေးမှုနဲ့ကြီးပြင်းလာခဲ့ရတဲ့ဟဲဘီဖြိုအတွက်တော့ဒီအခိုက်အတန့်ဟာပရိသတ်တွေနဲ့တိုင်ပင်ဆွေးနွေးစရာမလိုပဲအားလုံးကဝမ်းမြောက်ဝမ်းသာဖြစ်ရမယ့်သတင်းကောင်းတစ်ခုပဲဖြစ်ပါတယ်။အနုပညာခရီးလမ်းမှာလည်းစ조사မှုတွေကိုအမြဲမပြတ်ပြသခဲ့တဲ့သူဟာအခုလိုကိုယ်ပိုင်ဘဝရဲ့အရေးကြီးဆုံးဆုံးဖြတ်ချက်ကိုချမှတ်လိုက်တဲ့အပေါ်မှာလည်းပရိသတ်များစွာကလေးစားမှုတွေရှိနေကြပါတယ်။ဟဲဘီဖြိုးတို့စုံတွဲလေးရဲ့အနာဂတ်အတွက်ပရိသတ်တွေနဲ့အတူကျွန်တော်တို့လည်းအိမ်အောင်ရေးတာယာဖြောင့်ဖြူပြီးပျော်ရွှင်စရာကောင်းတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်နိုင်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။